အားကောင်းမောင်းတန်ထားတဲ့ကရင်လူငယ်လေးတစ်ယောက်ဟာလူသူအရောက်ပေါက်နေတဲ့တောအုပ်ထဲမှာနေထိုင်ရင်းငိုဆိုးအလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုလေတယ်။တဲတလုံးကိုလည်းစောက်ထားပြီးတဲဘေးပတ်လည်မှာဆိုလဲအတီးအရွက်သီးပင်စားပင်မျိုးစုံစိုက်ပျိုး၍လည်းနေပါတယ်။သားကောင်ကြီးရဖို့အတွက်တောထဲမှာလင်းစင်ထိုးပြီးတောဝက်ပစ်ချင်းနှစ်ပြစ်အလုပ်ကိုလုတ်ကင်စားတောက်ပြန်တယ်။တရက်မှာတော့တောထဲကိုမြင်းစည်းကလှည့်လည်သွားရင်မနီးမဝေးကစူညံတန်သူ့နားထဲရောက်လာတယ်။ကဲကောပုံမှန်မဟုတ်တဲ့အတန်ကြောင့်မြင်းပေါ်စင်းကတနေရာတွင်ခြိထားခဲ့လေတယ်။你等等。အဲ့ဒါနဲ့တပြအဖွဲ့နဲ့တိုးပြီးတိုက်ခိုက်ကြရပြန်တယ်။တပြအဖွဲ့သားများနဲ့တိုက်ခိုက်ရာတွင်လင်းမြန်ဖြစ်လန့်စွာတိုက်ကြရာမှတပြအဖွဲ့ကများတော့သူကိုဝိုင်းထားရာကောင်လေးကအခြေအနေကိုသဘောပေါက်ပြီးမော်ပညာထုတ်သုံးရလေတော့တယ်။တပြခေါင်းဆောင်ကိုလည်းတိုက်ခိုက်အနိုင်ယူပြီးနောက်မိန်းကလေးကိုမြင်းပေါ်တင်ကဘေးလွတ်ရာသို့ဖွဲ့သွားလေတော့သည်ဟုတ်ကဲ့အဆင်မပြေမှုကိုနားလည်ပေးကြပါဒီထက်လည်းစူးစမ်းတင်ပြအောင်မှာမို့ပိုင်းဆက်လေးဆောင်မြော်အားပေးကြပါအားလုံးကိုကျေးဇူးတင်ပါသည်